Merhaba. Merhaba. Hello. ဒီဘက်ကတော့ဆက်စရာမလိုဒီဘက်ကတော့အတူဝဲလုပ်ပြီးလို့ရတယ်ဒီဘက်လောက်ပြန်တူလိုက်မယ်ဆိုရင်တော့အဆင်ပြေတယ်ဒီဘက်ကပဲဟုတ်တယ်အရှိလုပ်ချင်တယ်ဒီဘက်ကိုလည်းရတယ်ဒီဘက်ကိုအရှိထားပြီးတော့ဒီဘက်ကိုအတူလေးလုပ်လိုက်ရတယ်ဒီလိုမျိုးဒီဇိုင်းလေးပဲလုပ်ချင်တာမလားနှစ်ဖက်လုံးရတယ်အဲ့ဒါဆိုလည်းရတယ်ဒီဘက်ကိုအတူလေးဒီဘက်ကတော့အတူလေးဖြစ်နေမှာပေါ့လက်ညိုးလေးနဲ့အဲ့ဆိုလက်ညိုးလေးရဲ့လက်တန်းလေးကိုဆက်ပြီးတော့ဒီဘက်ကအရှိတိုင်းထားမလားဒီထဲကအရောင်လေးတစ်ချက်ယူကြည့်ဒါကကိုယ့်ရဲ့အောက်ကအသားအရောင်ပေါ်လို့ဆိုမှဆိုတော့အဲ့ထဲမှာဆို new သွားတာရှိမယ်အသားရောင်နဲ့တူတာရှိမယ်ပန်းရောင်ဖောက်တာရှိမယ်အဖြူဘက်သွားတာရှိမယ်ပန်းရောင်လို့မနဲ့တင်မလိုက်ထင်တာပဲဒီမှာဆိုတော့3ခုပါတယ်3ခုမှာဒါကတစ်ထပ်တယ်ဆိုတာဒါနှစ်ထပ်ဆိုတာ3ထပ်ဆိုတာအဲ့လောက်ရှိမယ်ဒါလေးသူကတော့ပန်းရောင်ဖောက်တယ်ပဲကွာဒီဟာ26လေးဆိုကြတယ်ဒီအောက်တန်းကတော့ဆိုတာများတယ်သူကတော့လုံးဝဆိုရင်ကိုအသားရောင်တိုင်းပဲ